ပါကစ္စတန်ကရာချီမြို့မှာငလျင်လှုပ်ခတ်ပြီးနောက်ထောင်မှအကျဉ်းသား200ကျော်ထွက်ပြေးလွတ်မြောက်သွားပါတယ်။ပါကစ္စတန်နိုင်ငံမှာပြီးခဲ့တဲ့နေ့အစောပိုင်းကငလျင်လှုပ်ခတ်ပြီးနောက်ကရာချီမြို့ရှိအကျဉ်းထောင်တစ်ခုမှအကျဉ်းသား200ကျော်ထွက်ပြေးလွတ်မြောက်သွားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ငလျင်လှုပ်ခတ်မှုကြောင့်ကရာချီမြို့ရှိမာလီယာအကျဉ်းထောင်ရဲ့နေရန်တွေလှုပ်ခါပြီးနောက်ထောင်ပေါင်းများစွာသောအကျဉ်းသားတွေဟာတကားတွေနဲ့သူတို့ရဲ့အခန်းတော်တွေပြတင်းပေါက်တွေကိုဖျက်ဆီးပြီးထွက်ပြေးခဲ့ကြတာပဲဖြစ်ပါတယ်။လွတ်မြောက်သွားတဲ့အကျဉ်းသားတွေထဲကအယောက်80ကိုပြန်လည်ဖမ်းမိထားပြီးကြန့်ရှိနေသေးတဲ့130ကျော်ကိုတော့ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ပါကစ္စတန်ရဲတပ်ဖွဲ့ကပြောဆိုထားပါတယ်။အဆိုပါဖြစ်စဉ်အတွင်းအကျဉ်းသား1ယောက်သေဆုံးခဲ့ပြီးထောင်အရာရှိ2ယောက်လည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့အကျဉ်းသားအများပြားဟာနေထိုင်ရာအခန်းတွေကိုပြန်လည်ရောက်ရှိနေကြပေမဲ့နေအိမ်တွေထဲမှာအကျဉ်းသားတွေပုံခိုမှုရှိမရှိကိုလည်းရှာဖွေနေတယ်လို့သိရပါတယ်။မာလီယာခရိုင်ရှိအဆိုပါအကျဉ်းထောင်ဟာစစ်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးအကျဉ်းထောင်ဖြစ်ပြီးအကျဉ်းသား2000ခန့်သာထားရှိနိုင်ပေမဲ့လက်ရှိမှာတော့အကျဉ်းသား9000ထိထားရှိထားတယ်လို့သိရပါတယ်။ဒီဖြစ်ရပ်ဟာလုံခြုံရေးချို့ယွင်းမှုကြောင့်မဟုတ်ဘဲတဘာဝဘေးကြောင့်သာဖြစ်တယ်လို့အကျဉ်းထောင်တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။